ဗုဒ္ဓဘာသာဖြစ်တဲ့ကျွန်တော်တို့ဟာဖျားရဲ့စကားကိုနားထောင်နေတာငလင်ကြီးလှုပ်ပြီးတော့တိုက်ကနဲ့နေတဲ့အချိန်မှာထိုင်ပြီးတော့တန်ဗုဒ္ဓညွတ်နေမလားအဲ့ဒီတိုက်ထဲကနေကျွန်တော်တို့ပြေးထွက်မလားဟယ်လိုအားလုံးမင်္ဂလာပါဒီနေ့ကျွန်တော်မိတ်ဆွေတို့ကို story လေးတစ်ပုဒ်ကိုပြောပြခြင်းပါတယ်ဒီ story လေးကိုဆုံးအောင်သာနားထောင်သွားလိုက်ပါမိတ်ဆွေတို့အတွက်တစ်ခုခုရသွားလိမ့်မယ်ဆိုတာလုံးဝအာမခံပါတယ်တညရွာတရွာမှာမိုးတွေတဲထန်စွာရွာလို့ရေတွေကြီးလာပါရောရေတွေကြီးလာတော့ရွာသားတွေဟာရေတွေတအားမကြီးလာခင်မှာတခြားမြင့်တဲ့နေရာတွေကိုပြောင်းရွှေ့ကြတာပေါ့နော်အဲ့ဒီမှာအိမ်တအိမ်ကလူတစ်ယောက်ကသူကရေကြီးလာတာကိုမသိတဲ့ခါကျတော့အိပ်ပျော်နေတယ်သူ့အိမ်ကနှစ်ထပ်အိမ်အဲ့တော့အောက်ထပ်ကရေမြုပ်သွားပြီးအပေါ်ဓာတ်ကိုရေတွေတက်လာမှသူ့ခန္ဓာကိုယ်ရေတွေဆိုမှသူကနိုးလာတယ်အဲ့ဒီအချိန်ကျတော့အောက်ထပ်ကိုဆင်းပြေးလို့လည်းမရတော့ဘူးအောက်ထပ်တစ်ခုလုံးကလည်းမြုပ်သွားပြီအဲ့ဒီတော့သူကအိမ်ခေါင်မိုးပေါ်ကိုတက်ပြီးတော့နေလိုက်တယ်အဲ့ဒီအချိန်မှာပဲကယ်ဆယ်ရေးလေယာရောက်လာတယ်အဲ့ဒီလူကိုလေဘောကလူတွေကကယ်ဆယ်ရေးသမားတွေကလမ်းပြောတယ်လေထဲကိုဆင်းလာခဲ့လိုက်လေထဲကိုခုန်ချလိုက်လို့လမ်းပြောတယ်အဲ့ဒီအချိန်မှာအဲ့ဒီလူကဘာပြန်ဖြေလဲဆိုတော့ကိစ္စမရှိပါဘူးဖျားကဲလိမ့်မယ်တဲ့အဲ့ဒီလေသမားတွေကဘာမှပြောလို့မရတဲ့ခါကျတော့လက်လျှော့ပြီးပြန်သွားတယ်နောက်ထပ်ကယ်ဆယ်ရေးလေတစ်စင်းထပ်ရောက်လာတယ်ခင်ဗျာရေမြုပ်တော့မယ်ခေါင်မိုးနောက်ရောက်နေပြီလေပေါ်ခုန်ချလိုက်လာကျွန်တော်တို့နဲ့အတူသွားရအောင်ဆိုပြီးခေါ်တာဘလို့မှခေါ်မရအောင်သူကဘာပြန်ဖြေလဲထုံးစံအတိုင်းပဲကိစ္စမရှိပါဘူးဖျားကဲလိမ့်မယ်တဲ့အဲ့ဒီတော့ဟိုလူတွေကလည်းလက်လျှော့ပြီးပြန်သွားကြတာပေါ့တိတ်မကြပါဘူးနောက်ထပ်ရဟတ်ရင်တစ်စင်ရောက်လာတယ်ရဟတ်ရင်ဘောကနေကျိုးလီကားလေးချပေးတယ်ခင်ဗျာကျိုးလီကားနဲ့အပေါ်တက်လာခဲ့လိုက်တော့မကြခင်ခင်ဗျာရက်နေတဲ့ခေါင်မိုးကမြုပ်တော့မယ်အဲ့ဒီတော့သူကဘာပြန်ဖြေလဲအရင်ကလိုပဲပြန်ဖြေတယ်ကိစ္စမရှိဘူးဖျားကဲလိမ့်မယ်တဲ့ဟိုလူတွေကချော့မော့ပြီးအတင်းခေါ်တယ်ခင်ဗျာတက်လာခဲ့လိုက်ရေတွေကမကြခင်ကြီးတော့မယ်မြန်မြန်တက်လာခဲ့ဘာညာစသဖြင့်ပြောတာပေါ့အမျိုးမျိုးဖြောင်းပြကြတာပေါ့ဒါပေမဲ့ तू ကလုံးဝမရအောင်ဖျားကဲလိမ့်မယ်ပဲထပ်ဖြေတယ်အဲ့ဒီတော့ရဟရင်ကလည်းလက်လျှော့ပြီးပြန်သွားလိုက်တယ်တိတ်မကြခင်ရေတွေကခေါင်မိုးကိုနစ်မြုပ်သွားတယ်အဲ့ဒီလူလည်းရေမကူရတော့တည်သွားပါရောတည်သွားတဲ့ခါကျတော့ကောင်းကင်ဘုံကိုရောက်သွားတယ်ပေါ့ဗျာကောင်းကင်ဘုံကိုရောက်သွားတော့ဖျားနဲ့တွေ့ဖျားနဲ့တွေ့တဲ့ခါကျတော့ဖျားကိုမေးတာပေါ့ဖျားဘာကြောင့်မို့ကျွန်တော်မျိုးလာမကယ်လဲပေါ့အဲ့တော့ဖျားဘာပြန်ဖြေလဲထင်တယ်ငါမျိုးလာခဲ့တာပေါ့တဲ့လင်းနစီနဲ့ရဟရင်တစီလွတ်လိုက်တာပဲတဲ့မင်းကမှလိုက်မလာတာပြောချင်တာကကျွန်တော်တို့ဘဝမှာဆင်းရဲဒုက္ခကြုံနေရတဲ့အချိန်မှာအခွင့်အလမ်းတွေကြုံလာတတ်တယ်တခါတည်းရှင်ကြီးကြုံနေရတဲ့အချိန်မှာလည်းအခွင့်အလမ်းတွေကြုံလာတတ်တယ်အဲ့ဒီအခွင့်အလမ်းတွေကိုအမိရဆုတ်ကင်တင်တာပေါ့နော်အဲ့လိုဆုတ်မကင်ပဲနဲ့ဖျားပဲအားကိုးနေမယ်ဆိုရင်တော့ကျွန်တော်တို့အဲ့ဒီနေရာကနေဘယ်တော့မှလွတ်မြောက်မှာမဟုတ်ပါဘူးအသက်အန္တရာယ်ကြားရောက်နေတဲ့အခြေအနေဆိုရင်လေအသက်အန္တရာယ်ကနေလွတ်မြောက်နိုင်မှာမဟုတ်ပါဘူးဆင်းရဲဒုက္ခတွေနဲ့ရောက်နေတဲ့အချိန်မှာဆိုရင်လေအခွင့်အရေးကြုံနေရတာနဲ့အဲ့ဒီအခွင့်အရေးကိုမဖန်ဆုပ်လိုက်ဘူးဆိုရင်ကျွန်တော်တို့ဆင်းရဲဒုက္ခတွေနေကနေလွတ်မြောက်နိုင်မှာမဟုတ်ပါဘူးတနည်းပြောရရင်ဒီအခွင့်အရေးတွေကဖျားကပေးလိုက်တာလေပြောလို့ရတာပေါ့နော်အဲ့ဒီလိုပြောလို့ရတာပြောချင်တာဗျာကျွန်တော်တို့ကလက်တွေ့ဆန်ဖို့လိုတယ်ဘွာအခုမကြခင်မှာပဲကျွန်တော်တို့မြန်မာနိုင်ငံမှာငလျင်ကြီးဖြစ်သွားတယ်ငလျင်ကြီးလှုပ်ပြီးတော့တိုက်ကနဲ့နေတဲ့အချိန်မှာထိုင်ပြီးတော့တန်ဗုဒ္ဓညွတ်နေမလားအဲ့ဒီတိုက်ထဲကနေကျွန်တော်တို့ပြေးထွက်မလားခင်ဗျားထိုင်ပြီးတန်ဗုဒ္ဓညွတ်နေလို့အဲ့ဒီတိုက်ကြီးကခင်ဗျားကိုမပြီးပဲနေမှာလားအဲ့ဒါကိုကျွန်တော်တို့စဉ်းစားတတ်ဖို့လိုတယ်ဖတ်ဖူးတဲ့စာအုပ်တို့ထဲရလို့ဆိုရင်ဘာသာတရားဆိုတာကျွန်တော်တို့စိတ်သက်သာရာရဖို့အတွက်လုပ်တာကျွန်တော်တို့ကိုကျွန်တော်တို့ကယ်တင်ရမှာကကျွန်တော်တို့ကိုယ်တိုင်ပဲဖြစ်တယ်ဒါကြောင့်မို့ဗုဒ္ဓမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကအတ္တဟိအတ္တနောနာထောလို့အသေးချာဟောတော်တာပါလကားဟောတော်တာမဟုတ်ပါဘူးဒါပေမဲ့ကျွန်တော်တို့ကသူ့စကားကိုနားထောင်နေလားဗုဒ္ဓဘာသာဖြစ်တဲ့ကျွန်တော်တို့ကဖျားရဲ့စကားကိုနားထောင်နေလားဖျားကပြိဋိနိဗ္ဗာန်ဆံဃာဒီအချိန်မှာပုံနာနေမှာတရားဟောကိုတောင်းဆိုတော့
ပြိနိဗ္ဗာန်ပြုကန်နေဖြစ်နေအချိန်ကလည်းမရှိတော့အရေးကြီးတဲ့စကားတစ်ခုမှာခဲ့သေးတယ်အဲ့ဒါကတော့အပမဒေနာတမ္ပါဒိဋ္ဌဆိုခဏနေရ story နဲ့တော့မဆိုင်ပါဘူးပြောချင်တာအရေးကြီးတဲ့စကားကြောင့်မို့မာသွားတာဘာလဲဆိုတော့တတိမမေ့မလျော့တော့တတိနဲ့နေထိုင်မှချက်သားတို့ဆိုပြီးမာသွားတာပေါ့နော်ဒီတတိဆိုတဲ့အရာဟာနေရာတကာမှာအသုံးဝင်တာတရားထိုင်မှမဟုတ်တရားကျင့်မှမဟုတ်ထားပါတော့ကျွန်တော် coffee ခွက်လေးဖြော်ပြီးမှစပွဲကိုသွားတယ်ပေါ့ coffee ထိုင်တော့ကိုအဲ့ဒီအချိန်မှာကျွန်တော်တတိမကန့်ရင် coffee တွေမိတ်ဖိတ်ကြတာခလုတ်တိုက်လဲတာဖြစ်နိုင်ဆိုတော့တတိဆိုတာနေရာတကာအသုံးဝင်တယ်ဒါကြောင့်မို့ပဲအရန်ရေးကြည့်လို့ပဲနောက်ဆုံးအချိန်လေးမှာအရေးကြီးဆုံးစကားကိုပဲပြောသွားတာအဲ့ဒါတည်းအရေးကြီးတဲ့အရာမရှိတော့တကယ်လို့အဲ့ဒါတည်းအရေးကြီးတဲ့အရာရှိတယ်ဆိုရင်အဲ့ဒီအရာကိုပြောသွားမှာပေါ့ဟုတ်လားအဲ့တော့ကျွန်တော်တို့ကိုကာကွယ်မှာကကျွန်တော်တို့ကိုယ်တိုင်ဖြစ်တယ်လို့ကျွန်တော်တို့ရဲ့တတိဘယ်နေရာမှာမဆိုကျွန်တော်တို့ကတတိကတ်နေဖို့လိုတယ်ဖះကကျွန်တော်တို့မကာကွယ်ကျွန်တော်တို့ကိုယ်တိုင်ကပဲကာကွယ်ရမယ်ကျွန်တော်တို့ရဲ့တတိတရားတွေကနေပဲကျွန်တော်တို့ကာကွယ်နိုင်တယ်โอเคဒီလောက်ပါပဲအားလုံးတစုံတစ်ခုရသွားမယ်ဆိုရင် like and share လုပ်သွားလို့ရပါတယ်အားလုံးကိုစိတ်နှပြရှင်လန်းကြပါစေ